ခွေးစကားကြားယုံဟိုးရှိတုန်းကခွေးလင်မယားဟာတောင်ရတဲတလုံးထဲမှာမိခိုနေထိုင်ခဲ့ကြတယ်။သူတို့လင်မယားစုံတွဲဟာအပြင်ကိုအတူတကွထွက်ခွာပြီးအစာရေစာရှာဖွေစားတောက်ကြတယ်။ဒီနေ့မှာတော့ခွေးမမကိုဝင်အရင်မှဖြစ်လာတယ်။မွေးဖွားကန်ကြီးဖြစ်နေတော့လင်နဲ့အတူအပြင်ထွက်အစာရှာရမလိုက်ရတော့ဘူး။တဲမှာပဲတကောင်နဲ့စောင့်ကြံနေခဲ့ရတယ်။လင်ဖြစ်သူရှာဖွေယူဆောင်လာတာကိုပဲစားတောက်နေခဲ့ရတယ်။ခွေးမဟာပြင်ထွက်နေကြမထွက်ရတော့ကြမနေနိုင်ဘူးပြင်းရီလာတယ်လင်းနဲ့အတူအစာချလိုက်ရှင်စိတ်ကိုဖြစ်ပေါ်နေပါတယ်နောက်တစ်နေ့လင်းဖြစ်သူတော်တဲ့အစာချထွက်ခါနီးမှာသူပါလိုက်မယ်လို့ပူဇာပါတော့တယ်မွေးကနီးဖားကနီးမလိုက်ပါနဲ့ကွာလို့လင်းကတားပေမဲ့မရဘူးဇွတ်လိုက်လာတယ်တော်တဲ့လှည့်လဲသွားလာရဲ့တနေရာရောက်တော့ဝမ်းပိုက်နာလာတယ်နီးရကူတဲ့ဝင်ပြီးကလေးမွေးဖွားလိုက်ရတယ်သူတို့ဝင်ပြီးကလေးမွေးဖွားတဲ့ကူဟာကြားကြီးတကောင်နေထိုင်တဲ့ကူမှန်သိလိုက်ရတယ်မဟာယန်သူကြားကြီးပြန်လာရင်အသက်အန္တရာယ်ရှိတယ်ဆိုတာကိုစဉ်းစားမိကြတယ်မိဖွားပြီးစားဖြစ်နေလို့နေရာပြောင်းရွှေ့ဖို့ကလည်းမဖြစ်နိုင်ဘူးအခက်ကြုံနေရတယ်ညံကောင်းတဲ့ခွေးထီဟာကြားကြီးပြန်လာရင်ကြားကြီးကြားလောက်အောင်ဘလို့စကားတွေပြောရမယ်ဆိုတာကိုခွေးမအားသင်ပေးလိုက်တယ်။မကြခင်မှာပဲကြားကြီးဟာအဆရှာရာကနေပြန်လာတယ်။ခုနာရောက်တဲ့အခါမှာခွေးပေါက်ဆကလေးတွေငိုတန်နဲ့ခွေးလင်မယားရဲ့ပြောတန်စကားတွေကိုအတိုင်းသားကြားနေရတယ်။ဟဲ့ရှင်မကလေးတွေငိုလာကြည်လား။ငိုမှာပေါ့စာနေကြတာကိုစာနေရင်မနေ့ကငါတက်ခဲ့တဲ့ကြားသားတွေရှာကျွေးလိုက်ပါလား။ဒါအများတော့သားတွေကစားလို့တော့ကုန်ပြီဟေးဟုတ်လားဒီလိုဆိုကြားတကောင်လောက်ထွက်ချအောင်မှဖြစ်မှာပါဟောပြောရင်ကြားနှံ့တောင်ရတယ်အတော်ပဲဟိကြားကြီးရဲ့စိတ်ထဲမှာအလိုဒီခွေးရအတော်စွမ်းထက်ပါလားကြားကိုကြိုက်တက်ပြီးစားတဲ့ငါးနှံ့ကိုတောင်ရသွားပြီထင်တယ်လို့တွေးမိကကြောက်လန့်နဲ့ပြန်လှည့်ထွက်ပြေးလာတယ်တရောတော့ပါပြေးထွက်လာတဲ့ကြားကိုတစ်ပင်ဘောကမြောက်တကောင်ကမြင်သွားတယ်။ကြားကိုလှမ်းခေါ်ပြီးဘာဖြစ်လို့လဲလို့မေးလိုက်တယ်။ကြားကအကျိုးကြောင့်ပြောပြတယ်။မြောက်ကဟာမဖြစ်နိုင်တာရွှေကြားရကြားကသာခွေးကိုစားတာပါခွေးကကြားကိုစားရတယ်လို့ကြားဘူးပေါင်ဗျာပပရေမောပြီးလှောင်ပြောင်နေတော့တယ်။မယုံမရှိတဲ့ကိုရွှေမြောက်ကြီးကျုပ်ကိုတွေးပြမယုံရင်ခမည်းကိုယ်တိုင်သွားကြည့်ပါလား။ခမည်းနဲ့ဗျာကြားဖြစ်ပါလျက်နဲ့ခွေးကိုများကြောက်နေရသေးတယ်ခမည်းကြောက်ရင်ကျုံနဲ့အတူသွားကြမယ်မင်းပြောတာဟုတ်တယ်ဒါပေမဲ့ငါမသွားရဲဘူးမင်းကတော့ပြောရရှိတာပေါ့လက်မြန်ဖြက်လက်ပြီးပေါ့ပါတဲ့ကောင်ကိုဖြုတ်ခနဲ့ခုံပေါက်ပြီးအမြင့်ကိုပြေးတတ်နိုင်တဲ့ကောင်ဆိုတော့ဘေးကြောက်မလဲငါကမင်းလိုအမြင့်တက်မပြေးနိုင်ဘူးကွမင်းအမိနဲ့ငါအမိပူးချီပြီးအတူတူထပ်သွားကြည့်မယ်လေအဲ့ဒီလိုနှစ်ကောင်သားတဘောတူညီကြပြီးနောက်ကြားနဲ့မြောက်ဟာအမိနှစ်ခုကိုအတူပူးချီလိုက်ကြတယ်။မြောက်ဟာကြားရဲ့ကြောကုန်းပေါ်တက်ထိုင်လိုက်တယ်။နှစ်ကောင်သားဂူစီကိုတွားကြတယ်။ဂူနာရောက်လာကြတယ်။မြောက်ကခေါင်းဆောင်ပြီးပြန်ခေါ်လာတဲ့ကြားကြီးကိုတွေ့လိုက်ရတဲ့အခါခွေးဟာရုတ်တရက်တော့ထိတ်လန့်သွားတယ်။ဒါပေမဲ့ဟမ်မပြက်အိမ်နေဆယ်လိုက်ပြီးအမေဘယ်သူများမှတ်တယ်ဂရိမတီးတဲ့မိတ်ဆွေရုပ်မြောက်စုပ်ငါစီကခြေသွားတော့က9000ကျားကြည်စမ်းမအောင်အခုပြန်လာဆက်တော့6000လောက်ပဲရှိတယ်ဒါနဲ့ဘယ်ရမလဲနောက်တစ်ကောင်ထက်ချပေးမှရမယ်လို့လောက်အောင်ပြောလိုက်တယ်အဲ့ဒီစကားကိုကြားလိုက်တဲ့အခါကြားကကြည်စမ်းဒီမြောက်ကငါ့ကိုလှည့်စားပြီးလူနယ်လို့ခေါ်လာတာပါလားခွေးစာအဖြစ်ငါ့ကိုအကျွေးလာဆက်နေပါပေါ်ဗလားလို့တွေးမိလိုက်တယ်ကြောက်အားလန့်အားနဲ့ခြေကုံတော့ပြီးနောက်ပြန်လှည့်ပြေးခဲ့ရပြန်တယ်အမိချင်းပူးတွဲချီထားတာမှုမြောက်ခမများကြားပြေးတဲ့နောက်တရွတ်တိုက်လိုက်ပါသွားရရှာတယ်ပြင်းရင်လွှာရင်တက်ငုတ်တုံနဲ့ထိုးမိပြီးမြောက်ဟာတေပွဲဝင်ခဲ့ရတယ်ဤပုံမြင်ကိုကြည့်ပြီးဖြတ်ထိုးညံကောင်းတဲ့ခွေးထီရဲ့ပြောစကားများဟာပြုံးရွှင်သဘောကျစရာကောင်းလာပါတယ်ကြားတာနဲ့ချက်ချင်းယုံမိတာအစင်းစားအစင်ချင်းမဲ့ဖြစ်သွားရတဲ့ကြားကြီးခမများတနာစရာတွေ့မြင်ရပါတယ်မိမိနဲ့မဆိုင်တဲ့အရေးကိစ္စမှာဂျောင်းဝင်စေတနာထားမိတဲ့မြောက်ဟာအချောင်းအသက်သေးသွားရပါတယ်အရေးကြုံလာတဲ့အခါခွေးထီလိုဟန်ကိုဖို့ပြောနေတဲ့စကားတွေကိုကြားရရင်အယုံမလွယ်ဖို့တကယ်ဖြစ်နိုင်မဖြစ်နိုင်စဉ်းစားဆင်ခြင်ကြဖို့သင်ခန်းစာပေးထားပါတယ်